အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ April 2ရက်သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီနိုင်ငံတကာကနေပြီးတော့เนาะလူမှုကွေစေရဲ့အဖွဲ့တွေကိုနေပြီးတော့ကျွန်တော်တို့လှုပ်ပြီးတော့ကေစေကြတဲ့ပစ္စည်းရတယ်ကူညီကြတဲ့ပတ်စံတက်နိုင်တဲ့လူပတ်စံကူညီကြတဲ့စသဖြင့်เนาะအဲ့ဒီမှာဆိုလို့ရှိရင်နိုင်ငံပေါင်း15နိုင်ငံเนาะ15နိုင်ငံကကျွန်တော်တို့တရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UK လာအိုဗီယက်နမ် UAE လာအိုရဲ့နောက်တစ်ခုကဘယ်လိုရုရဲ့အင်ဒိုနီးရှားရဲ့ဘူတန်ရဲ့ဖိလစ်ပိုင်ရဲ့ဂျပန်ရဲ့စသဖြင့်ဒီနိုင်ငံတို့ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုလာပြီးတော့လူကိုယ်တိုင်ဖြစ်စေအဲ့ဒီမှာကျွန်တော်တို့ဒီပတ်စံတွေဖြစ်စေနော်ထောက်ပံ့နေအကူအညီတယ်နော်အဲ့ဒီမှာပစ္စည်းတွေဘယ်လောက်ထိနော်တန်ချိန်ပေါင်း800ကျော်နော်လေယာဉ်ပြင်ဟာဆိုလို့ရှိရင်50နဲ့30နော်50နဲ့30ရောက်လာတယ်အဲ့ဒီမှာတန်ချိန်ပေါင်းဟာဆိုလို့ရှိရင်ပစ္စည်းတန်ချိန်ပေါင်းဟာဆိုလို့ရှိရင်800ကျော်နော်တန်ချိန်ပေါင်း800ကျော်ကနေပြီးတော့အကူအညီအမှားအစားပစ္စည်းတွေနော်ရောက်ရှိပြီးတော့ကူညီနေတယ်ပြီးလို့ရှိရင်တော့လူမှုကေစေရဲ့အခုနောက်ကအဖွဲ့တွေပေါ့နော်ကေစေရဲ့အဖွဲ့တွေ1519ရောက်လာပြီးတော့ဒီမြန်မာနိုင်ငံမှာကူညီနေဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မအားလားဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာပြုလုပ်မဲ့အခုဒီ April 3ရက်ကနေပြီးတော့4ရက်နေ့မှာပြုလုပ်မဲ့6ကြိမ်မြောက် BIMSTEC เนาะထိပ်သီးအစည်းအဝေးကိုနေပြီးတော့အဲ့ဒီမှာကျင်းပဖို့ရှိတယ်ဆိုတော့အဲ့ဒါမှာထိုင်းနိုင်ငံကနေပြီးတော့ဖိတ်ခေါ်တယ်ဆိုတော့ထိုင်းနိုင်ငံကကြီးမှုပြီးတော့ဖိတ်ခေါ်တဲ့အတွက်ကြောင့်ဒီထိုင်းရဲ့ဒီဝန်ကြီးချုပ်ပေတူတန်ဟာဆိုလို့ရှိရင်လေတော်တော်ကိုအဝေဖန်ခံရတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်တချို့နေရာတွေမှာကျတော့အဲ့ဒီဟာဆိုလို့ရှိရင်ထိုင်းဝန်ကြီးချုပ်ကမအလားကိုတက်ခွင့်မပေးတာတို့ဘာတို့အဲ့လိုမျိုးပြောထားတာတော့ရှိတယ်ဒါပေမဲ့သတင်းကြီးမှာတော့ဒီနေ့လက်ခံတယ်ဆိုတော့သူ့ကိုဖိတ်ခေါ်တယ်6ကြိမ်မြောက်ဧပြီလ3ရက်နဲ့4ရက်နေ့အထိတော့ဒီမှာမြန်မာနိုင်ငံမှာတကယ့်နော်တောင်ပုံရပုံသိနေတဲ့အချိန်မှာမအလားအဲ့ဒီမှာသွားပြီးတော့နော်ကျွန်တော်တို့အစည်းအဝေးတက်ဖို့အခြေအနေရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကရန်ကုန်မှာဆိုလို့ရှိရင်လည်းဒီနေ့နော်မြင်းကလေးလှုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဖြာပုံနော်ဖြာပုံမှာဆိုလို့ရှိရင်86ကီလိုမီတာအကွာမှာဆိုလို့ရှိရင်ဘို့ပြူပြီးတော့အဲ့ဒီမှာပြင်းအား9အဆင့်ရှိတဲ့မြင်းကလေးကိုလှုပ်ခတ်နေတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အဲ့ဒါက breaking news အနေနဲ့ဆိုတော့ကျွန်တော်တို့ပထမလှုပ်တဲ့ဟာကနေပြည်တော်တို့မန္တလေးတို့စကိုင်းတို့အဓိကထားပြီးတော့သူတို့လှုပ်တာဖြစ်တယ်ဆိုတော့အခုကရန်ကုန်မှာနော်ရန်ကုန်ဖြာပုံမြို့နဲ့86ကီလိုမီတာအကွာမှာဘို့ပြူပြီးတော့အခုပြင်းအား9အဆင့်ရှိတဲ့မြင်းကလေးကိုလှုပ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာ breaking news အနေနဲ့ကျွန်တော်တို့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြည်တော်မှာလည်းတော်တော်ကိုမြင်းကလေးတန်းကိုခံရတယ်နော်ဆိုတော့အဲ့ဒီမှာတော်တော်ကိုပျက်စီးဆုံးရှုံးမှုတွေလူအသေးပြောက်တွေလည်းတော်တော်ရှိတယ်နော်တော်တော်ရှိတယ်အဲ့ဒီထက်မှာကျွန်တော်တို့နေပြည်တော်မှာရှိတဲ့မြမမီးရထားအင်ယာဟာဆိုလို့ရှိရင်အဲ့ဒီမှာပြိုကျတယ်အဲ့ဒီမှာနန်းစီတယ်လို့ခေါ်တဲ့ဒီမီးရထားဝန်ထမ်းတွေစီတယ်မလုပ်တဲ့ဝန်ထမ်းတွေဟာဆိုလို့ရှိရင်အဲ့ဒီမှာအများစုဖြစ်နေတဲ့1600ကျော်ဆိုလို့ရှိရင်လုံးဝစကားစားရဲ့အကူအညီဟာဆိုလို့ရှိရင်မရရှိပဲအဲ့ဒီလူတွေကဆိုလို့ရှိရင်တော်တော်ဒုက္ခအတိရောက်နေတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့သူ့လူတွေကိုတောင်မှဂိမ်းမဆိုင်နိုင်ဘူးဆိုလို့ရှိရင်တော့တခြားပြည်သူတွေတော့အဝေးကြီးပဲနော်ပြည်သူလူထုကိုတတ်ဖို့လက်နက်ပေါင်းမြောက်များစွာတော့သူ့မှာရှိတယ်နော်ပြည်သူလူထုကိုကယ်ဖို့တော့ဘာမှမရှိဘူးဒီပစ္စည်းကရိယာတွေနော်သူ့မှာစိုက်ရန်တရားတွေဆိုတာဘာမှမရှိဘူးနော်ပြည်သူလူထုကိုတတ်ဖို့ကတော့အပြည့်အဝရှိတယ်သူ့မှာလေယာဉ်ပြန်တော့ကောင်းစားတွေနော်ဒီမှာသူ့ရဲ့ budget တွေကနော်တကယ့်အများဆုံးနိုင်ငံတော်အသုံးစရိတ် budget မှာဆိုလို့ရှိရင်ဒီစစ်သုံးစရိတ်ကအများဆုံးကိုပြီးတော့သုံးထားတယ်ဒါပေမဲ့ဒီလိုကေစေရိတ်တို့ဘာလို့ကြားလို့ရှိရင်တော့နည်းပပပဲအစွန်ဖျားလဲပဲအခုကျတော့နော်ပြည်သူလူထုတွေကိုတော်တော်ဒုက္ခရောက်တဲ့ခါကျတော့အဲ့ဒီမှာအချိန်မပေးနိုင်ဘူးနော်နိုင်ငံတကာကိုနေပြီးတော့နော်အလှူတွေတောင်းနေရတယ်နော်အလှူတွေတောင်းတဲ့ခါကျတော့အခုကနိုင်ငံတကာကနေပြီးတော့အရင်တို့ကမအလားကိုဘယ်သူမှမဆက်ဆံတဲ့ဟာကိုအခုကတော့အကုန်လုံးစင်ပေါ်ရောက်သွားတယ်ဘာလို့ဆိုတော့သူ့ကိုနေပြီးတော့အကုန်လုံးနိုင်ငံတကာကဆက်ဆံရတဲ့အခြေအနေမျိုးမှာရောက်သွားတယ်ဆိုတော့အဲ့ဒီမှာအစိုးရအကောင့်သူကတော့အမြဲတမ်းဒီလိုမျိုးဖြစ်တတ်တယ်နော်နာကေတုံကလည်းဒီလိုပဲနော်အဲ့လိုမျိုး credit တွေယူတယ်ဘဝပေးတယ်တော့ခုဖြစ်ပြီဆိုလို့ရှိရင်တော့သူကတော့အမှတ်ရလေရှိတယ်ဆိုတော့အခုလည်းနိုင်ငံတကာကအားလုံးသူ့ကိုဝိုင်းပြီးတော့နော်အဲ့ဒီမှာအခွင့်တောင်းရတဲ့အဆင့်ကိုရောက်သွားတယ်ဆိုတော့တော်တော်မျက်နှာပွင့်သွားတယ်အခုမြင်ကလေးလှုပ်တာနော်ပြည်သူလူထုတွေဘယ်လောက်ပဲတည်တည်သူကတော့မျက်နှာရတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးမိထ္ထီလာတက်နေမှာဆိုလို့ရှိရင်တော့ဒီမင်္ဂလယန်ဒဏ်ကြောင့်တက်မတော်အမှတ်1เนาะအဲ့ဒီမှာအကြီးစားစိတ်ရုံတို့ဘာလို့ပြိုတယ်အဲ့ဒီမှာသေးတယ်ဆိုတော့အဲ့ဒီမိထ္ထီလာတက်နေမှာဆိုလို့ရှိရင်တော့စက္ကစအယောက်ပေါင်း20သေးတယ်မင်္ဂလယန်ဒဏ်ကြောင့်เนาะအဲ့ဒီမှာမြေအောက်တွေမှာပြိပြီးတော့စက္ကစအယောက်ပေါင်း20ကျော်သေးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့မအလာကိုယ်တိုင်လည်းအဲ့လိုမျိုးမင်္ဂလယန်ထုတ်တဲ့ခါကျတော့သူကစာအုပ်တွေဖတ်နေတယ်เนาะစာအုပ်ဖတ်ပြီးတော့အဲ့ဒီမှာမင်္ဂလယန်ထုတ်တဲ့ခါကျတော့အဲ့ဒီခုံအောက်မှာစပွဲခုံအောက်မှာခိုးပြီးတော့ဝင်ပြီးတော့နော်ပုံနေရတယ်ဆိုတဲ့ဟာကိုလည်းနော်သူကိုယ်တိုင်ပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဘာလပြည့်ရက်လိုက်တဲ့သတင်းပဲဖြစ်တယ်အဲ့ဒါက April 2ရက်ကနေပြီးတော့ April 22ရက်အထိရက်ပေါင်း20အထိကိုရရအပြည့်ခတ်ရက်စေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကျင်ညာလာကိုတွေ့ရတယ်အယူကြီးကတော့မက်လ30ရက်ကနေပြီးတော့ April 12ရက်အထိကိုအပြည့်ရက်တယ်လို့ကျွန်တော်တို့တွေ့ရတယ်ညီနောင်3ဖွဲ့ကတော့
3လနော်3လလို့ဖော်ပြထားတာကိုတွေ့ရတယ်တချို့မီဒီယာတွေမှာကျတော့1လလို့ကျွန်တော်တို့သုံးထားတာကိုတွေ့ရတယ်1လဆိုတဲ့ဟာတော့ပို့ပြီးတော့ဖြစ်နိုင်ချင်များတယ်ဘာဖြစ်လို့ဆိုတော့စကားစတောင်မှ22ရက်ပဲပြစ်ခတ်ရစေတယ်နော်အဲ့ဒီနေရာမှာတချို့နေရာတွေမှာဆိုလို့ရှိရင်တော့ပုံတွေကြီးကျယ်လိုက်ကျဲတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီညီနောင်3ဖွဲ့ရတော့3လကတော့ကျွန်တော်တို့ဖြစ်နိုင်ချင်နေပြီးတော့နော်1လကတော့ဖြစ်နိုင်ချင်အများဆုံးဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်သတင်းမီဒီယာနှစ်ခုမှာကျွန်တော်တို့2မျိုးတွေ့ရတယ်တစ်မျိုးက3လတစ်မျိုးက1လဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်ရခမှတ်ချေရတော့1လဆိုတာကိုပို့ပြီးတော့ဖြစ်နေခြင်းများတယ်လို့ပဲကျွန်တော်ကသုံးသပ်ခြင်းတယ်ဘာဖြစ်ဆိုတော့အမလာကရပ်ပေါင်း20ပဲကျွန်တော်တို့အပြစ်ခါရစေတာကိုတွေ့ရတယ်ဒီ NUG ကတော့2ပတ်နော်2ပတ်ပြစ်ခါရစေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီအချက်တွေကိုမူတည်ပြီးတော့ပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါကျတော့ကျွန်တော်တို့1လဖြစ်နိုင်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်ပထမတော့မလာတော့ဒီညီနောင်3ဖွဲ့အပါအဝင်နော် EAO တွေကနေပြီးတော့အပြစ်ခါရစေဖို့အတွက်သူတို့တောင်းဆိုတယ်ဒါပေမဲ့ဒီမအလာကအကိုရဲကိုဆက်လက်ပြီးတော့လုပ်သွားမယ်ဆိုတာအတိပြတော့နော်စစ်ပွဲတွေကိုဆက်လက်ပြီးတော့လုပ်မယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီကုလသမဂ္ဂကလည်းသူတို့ကပြစ်ခတ်ရစေဖို့သူတို့ကတောင်းဆိုထားတာရှိတယ်စင်ကာပူကလည်းတောင်းဆိုထားတာရှိတယ်နိုင်ငံတီးတီးကဒီလိုတကယ့်မင်္ဂလန်တန်ကိုအကြီးကျယ်ခံရတဲ့အချိန်မှာဒီစစ်ပွဲတွေကိုပြစ်ခတ်ရစေဖို့ဆိုပြီးတော့နိုင်ငံတကာကတောင်းဆိုထားတာလည်းရှိတော့နော်အဲ့ဒါကိုနေပြီးတော့သူကပြစ်ခတ်ရစေတာဖြစ်တယ်ဆိုတော့မအလာကတော့တကြံကိုနော်သူတို့ဆက်ပြီးတော့ကျင်းပမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီထုတ်ပြန်တာကိုတွေ့ရတယ်။နော်ဒီဖက်ကညီနောင်3ဖွဲ့ကတော့သူတို့ဒီတကြံကိုလုံးဝလုံးဝမဟုတ်ဘူးဆိုတဲ့ဟာကိုတော့သူတို့ထုတ်ပြန်တယ်။ဆိုတော့မလာတော့ပြအခြေစိတ်ပြောင်းနေတော့မသိဘူး။တကြံကိုတော့တကြံဖွဲ့ကိုမဖြစ်ဖြစ်အောင်သူတို့လုပ်မယ်ဆိုတဲ့ဟာကိုတော့ဆက်လိုက်ပြီးတော့တွေ့နေတော့မှဖြစ်တယ်။နောက်တစ်ခုကတနင်္သာရီမြို့မှာဆိုလို့ရှိရင်စက္ကစရဲ့ရေးခါပိုးတဲ့ရင်တန်းကိုနေပြီးတော့ဒီဖက်ကနေပြီးတော့တိုက်ခိုက်တဲ့ခါကျတော့အဲ့ဒီမှာ9ဦးသေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒါကမင်္ဂလင်နဲ့ဝေးတဲ့နေရာတွေဖြစ်တယ်မင်္ဂလင်မလှုပ်တဲ့နေရာတွေဖြစ်တယ်။နောက်တစ်ခုကကရနီပြည်နေမှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာတပ်ပေါင်းစုတွေသူတို့ဖွဲ့ထားတယ်အဲ့ဒီဘောလခေတို့ဖားဆောင်တို့အဲ့ဒီနေရာမှာရှိတဲ့စက္ကစရဲ့ကာကင်းနော်ကာကင်းတွေကိုနေပြီးတော့ဒီတော်လိုင်းရဲ့ဖွဲ့တွေကစူပေါင်းဖွဲ့တွေကနေပြီးတော့တိုက်တယ်နော်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစကာကင်းစခန်းတွေကိုလည်းအများစုတင်လို့ရတယ်အယောက်ပေါင်း60ကျော်သေးတယ်နော်အယောက်ပေါင်း60ကျော်သေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတနင်္သာရီနော်တနင်္သာရီဘလောမြို့နယ်မှာဆိုလို့ရှိရင်တော့အမှတ်8ပြည်ထောင်စုလမ်းမပေါ်မှာဆိုလို့ရှိရင်အရက်သားဟန်ဆောင်ပြီးတော့နော်ခီးထွက်တယ်အဲ့ဒီမှာမြိတ်မြို့ခလာရ100နဲ့3ကနေပြီးတော့ရရင်တိုင်ရမှုဘုံမှုသိမ့်ထိုက်ဆိုတဲ့လူကနေပြီးတော့အဲ့လိုမျိုးသွားတဲ့ခါကျတော့ဒီဖက်ကလူတွေကစင်အတီးကြရတယ်တည်အတီးကြရတဲ့ခါကျတော့အဲ့ဒီမှာဝင်ပြီးတော့ဖမ်းတဲ့ခါကျတော့အရှင်မိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီတင်ကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရှမ်းမြောက်မှာဆိုလို့ရှိရင်တော့ညောင်ချိုဒီဥမတီရွာနဲ့အနီးမှာဆိုလို့ရှိရင်ကြက်ချင်နေဖွဲ့အဲ့ဒါကမြင်းကလင်းလောက်တဲ့လူတွေစီကိုမြင်းကလန်တန်ကိုခံရတဲ့ပြည်သူလူထုတွေကိုနော်အဲ့ဒီမှာကူညီဖို့အတွက်တရုတ်ကပို့ပေးလိုက်တဲ့ကြက်ချင်နေအသင်းကြက်ချင်နေအသင်းကနေပြီးတော့ပစ္စည်းရတွေနဲ့ကာ6စီးအဲ့ဒီရင်တန်းကိုနေပြီးတော့ဒီဖက်မှာနောင်ချိုဒီအုံတီရွာဒီမှာရောက်တဲ့ခါကျတော့အဲ့ဒီမှာစကားအဲ့ဒီမှာပြစ်ခတ်ရောနော်ပြစ်ခတ်တဲ့ခါကျတော့ဒီဖက်က TNLA ကနေပြီးတော့ထုတ်ပြန်တဲ့ပထမဆုံးဒါကစကားတရုတ်ရဲ့ကြက်ချင်နေရင်တန်းကိုနေပြီးတော့ပြစ်ခတ်တယ်ဆိုပြီးမှထုတ်ပြန်လိုက်တဲ့သတင်းကတော်တော်ကိုဟိုလင်းကြော်ဖြစ်သွားတဲ့ခါကျတော့နော်အခုကတော့မအလာဖက်ကအကြကြကနေပြီးတော့ဝန်ခံတယ်သူတဲ့ဟာကိုပြစ်ခတ်လိုက်ရတဲ့အကြောင်းရင်းကသူတို့နဲ့မဆက်သွေးပဲနော်သူတို့ကဝင်လာတာဖြစ်တဲ့စသည်ဖြင့်နော်အဲ့ဒါကိုအကြောင်းပြုပြီးတော့သူတို့ကိုပြစ်ခတ်တယ်ဆိုတော့တရုတ်ကတော့တော်တော်ဒေါခံသွားတယ်နော်တော်တော်ကိုသူတို့ပြင်းထန်ဒီကြက်ချင်နေအသင်းတွေကိုနေပြီးတော့ကာကွယ်ပေးရမယ်ဆိုပြီးတော့မအလာကိုနော်အဲ့လိုမျိုးဆော်ထည့်လိုက်တဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နော်ဒီကြက်ချင်ရင်အသင်းတွေကိုနော်စေတနာဝန်ထမ်းတွေနော်တကယ်ကူညီဖို့သွားတဲ့ဟာကိုနေပြီးတော့စက္ကစကိုတိုင်ကနေပြီးတော့ပြစ်ခတ်တဲ့အတွက်ကြောင့်နော်အဲ့ဒါကိုနော်သူတို့ရဲ့လုံခြုံမှုတွေကိုအပြည့်အဝနော်ယူပေးရမယ်အခုတိုက်ခိုက်မှုကိုလည်းရှုတ်ချတယ်ဆိုပြီးမှဒေါကန်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဟာကိုပထမတော့အဲ့ဒီဖက်ကသူရဲ့ဘောမဖက်ကလူတွေကတော့ဒီတရုတ်ရဲ့ကြက်ချင်နေအသင်းတွေကို PDF တွေကနေပြီးတော့တိုက်ပါတယ်ညာတယ်အဲ့လိုမျိုးသူတို့ပြောသေးတယ်เนาะအခုစကားကနေပြီးတော့အကြကြကဝန်ခံလိုက်ပြီเนาะဝန်ခံလိုက်ပြီအဲ့ဒါကသူတို့တိုက်ပါတယ်ဆိုတဲ့ဟာကိုအဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ရဲ့ဒီ channel မှာနေပြီးတော့ကျွန်တော်တင်ထားပေးတယ်ဒီ channel မှာတစ်ခါတလေကြားလို့ကျွန်တော်တင်တဲ့ခါကျတော့เนาะဗီဒီယိုကိုကျွန်တော်က private နဲ့တင်ထားမိတယ်ဘာဖြစ်ဆိုတော့ဒီအခုသူ့ရဲ့ account မှာကျွန်တော်တားရဲ့ account ဖြစ်နေတယ်သူကအတန်းငယ်တော့ဒီ YouTube ကသူကခွင့်မပြုဘူးเนาะခွင့်မပြုတဲ့ခါကျတော့ private အနေနဲ့ပဲလက်ခံတယ်ဆိုတော့ကျွန်တော်ဗီဒီယိုတင်တိုင်းကအဲ့ဒါကိုမေ့နေတယ်เนาะအဲ့ဒါကို public ကိုနေပြီးတော့ပြောင်းဖို့တယ်မေ့နေတဲ့ခါကျတော့ကျွန်တော်တင်ထားပြီးပြီဒါပေမဲ့မေ့သွားတယ်เนาะပြင်းသွားတယ်ဆိုတော့အဲ့ဒါကိုမဖွင့်မနဲ့ထားတဲ့ခါကျတော့ private အနေနဲ့ရှိတာကိုလေကျွန်တော်ဗီဒီယိုတစ်ခုကိုအမြဲတမ်းတွေ့နေရတယ်ဆိုတော့ခဏမေ့တယ်เนาะအဲ့လိုမျိုးတော့တစ်ခါတလေဖြစ်တတ်တယ်ဆိုတော့အဲ့ဒီကျွန်တော်ရဲ့ဒီ channel မှာသွားလို့ရှိရင်တစ်ခါတလေမတွေ့တာတွေလည်းရှိနိုင်တယ်เนาะရှိနိုင်တယ်ကျွန်တော်ပြောတဲ့ဒီဗီဒီယိုတွေကိုเนาะဆိုတော့အဲ့ဒါက private လုပ်ထားမိလို့ဖြစ်တယ်အဲ့ဒါကိုပြန်ဖွင့်တဲ့ခါကျမှပဲပြန်ဖွင့်နေဆိုတဲ့ဟာတော့ကျွန်တော်အတိပေးချင်တယ်ဆိုတော့အဲ့ဒီ channel မှာတင်ထားပေးတယ်အဲ့ဒီမှာသွားလို့ကြည့်လို့ရတယ်เนาะဆိုတော့ဒီနေ့
April လ2ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ချက်ရအောင် subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို